အခုဆိုရင်ကျွန်တော်တို့ဖွဲ့သားတွေကတော့အရှိမြင်နောက်မေးတောင်ကိုသွားပြီးတော့မှစီစဉ်နေပါပြီ။ဟိုကတော့ကျွန်တော်ပင်တရားစီမှာလို့အဲ့ဒီပစ္စည်းတွေဝင်နေတာပဲဖြစ်ပါတယ်။ဒါကျွန်တော်နောက်မှဆိုတာပို့တလို့ရည်ခံပြ။ကဲ let's go ခီးဆက်ကြမှာ။ပန်းစစ်ရွာအဝင်လောက်ရောက်လာပါပြီဖြစ်ပါတယ်။ပန်းစစ်ရွာရဲ့ရွာဦးဖုံးကြောင်ရောက်နေတာပဲဖြစ်ပါတယ်။ဒီပေါ်ကနေပြီးတော့မှအရန်လာတဲ့မြင်ကွင်းကျွန်တော်လိုက်ပြပေးမယ်။အားလုံးပန်းစစ်ရွာလေးပဲဖြစ်ပါတယ်။ဒီကျွန်တော်နေ့လယ်ပိုင်းမှာဆိုရင်ဒါတောင်ချီကနေပြီးတော့စတက်နေပြီပဲပေါ့နော်ဖြည်းဖြည်းချင်းဒါအခုကျွန်တော်အဖွဲ့သားတွေသွားနေပါပြီโอเคအဲ့ဒါဆိုကျွန်တော်ဒီနေ့သွားမယ်သွားလဲလမ်းတစ်ချောင်းမှာတောင်စလက်တွေတွေ့ရင်ရိုက်ပြပါမယ်ဖြစ်ပါတယ်ဒါသွားတဲ့လမ်းပဲဖြစ်ပါတယ်ဒီတောင်ကျောဖြတ်မှာပေါ့နော်ဒီတောင်တက်လမ်းပဲဖြစ်ပါတယ်ဒီကနေပြီးတော့မှဒါတဘာဝတော်လန်လေးအတိုင်းဆက်တက်ရပါပြီရှမ်းပြည်မှာတောင်တက်ရတာအေးချွင်အေးရမချွတ်ပြန်တော့လည်းပူတယ်အဲ့လိုပုံစံဖြစ်နေတာအခုစတော့ဆက်တက်နေတော့ဖြစ်ပါတယ်ဒီလိုလမ်းလေးပါဆက်သွားမှာနော်လက်လမ်းမှာသွားတဲ့အမြင်ကွင်းပါနော်ဒီမှာတော့ရေတိုက်စားတာပဲပေါ့ကျွန်တော်တို့ဒါအောက်ပိုင်းသွားမှာပဲဖြစ်ပါတယ်အခုဒါတောင်ကြီးအမြင့်ပံရောက်လာပါပြီရှုခင်းလည်းပို့ပြီးလာလာပါပြီဟိုဟိုတောင်တန်းတောင်ကုန်းတွေကိုပြန်ပြီးတော့မှမြင်တွေ့ရတဲ့ရှုခင်းကတော့အရာမိုက်တယ်ပေါ့နော်မိတ်ဆွေတို့ငယ်ကျွန်တော်လည်းဒီဘက်ပင်တရားပဲလေလာဖို့ခေါ်ပါတယ်ဒီချိန်ကတော့ဒီစင်မှာစားဒီရာကျတော့ကအရှိမြင့်နောက်မြင့်တောင်တက်လို့ကောင်းတဲ့ရာသီတွေပဲဖြစ်ပါတယ်ရှမ်းပြည်ရဲ့တောင်ကုန်းတောင်တန်းတွေတာယာလာပါတဲ့ရှမ်းပြည်ရလာကိုတဝရီခံစားစေခြင်းเนาะဒီတို့ချဲဒီလိုရာသီမှာဒီအရှိမင်းနောက်မြေတောင်ကိုအလည်လာဖို့ဖိတ်ခေါ်ပါတယ်ဗျာရှမ်းပြည်ရလာကပြောရမယ်ဆိုတော့အမြင့်ပိုင်းဒေသရဲ့ဒီလိုပေါ့နော်တောင်ပေါ်စကြက်မြေတွေကအလားမြက်ခင်းပြည်တွေအလားအရန်တာယာလာပါပါတယ်တက်လာရင်လည်းကျွန်တော်အခုတောက်ခွာနေရှိတဲ့နေရာပတ်ဝန်းကျင်တောင်ကိုလေးနာရောက်ပါပြီဖြစ်ပါတယ်ဒါတွေကတော့ Mountain Grassland ပေါ့နော်တောင်ပေါ်မှာရှိတဲ့မြက်ခင်းပြည်ဒေသပဲဖြစ်ပါတယ်ဟာတောင်ကုန်းတော်စံလေးရှမ်းပြည်ရဲ့ငွေတက်ခါကျွန်တော်အရင်ကသွားခဲ့ဦးတဲ့ချင်းပြည်တော်လေးရတော့မှချင်းပြည်မှာလည်းတော်တော်များဒီတိုင်းပဲတောက်ထက်ရဲ့မြင့်ပိုင်းပုံစံမျိုးကဒီလိုပါတစ်ပင်မှာပဲမြင့်ခင်ပြီးစကြက်ပုံစံမျိုးပဲဖြစ်ပါတယ်ဟိုအရန်လာအေးနေနဲ့တောက်တဲ့ feeling နဲ့ရမ်းမိုက်ရပါတော့ကဲဆက်တက်မှာကျွန်တော်တက်လာတာပေ6000ပတ်ဝန်းကျင်နာရောက်ပြီပေါ့နော်ဒီဘက်ရှမ်းမှာရှိတဲ့ပေ6000ရှုခင်းရတယ်တော်တော်လေး view မိုက်တယ်ပေါ့နော်အခုကကျွန်တော်ဆက်လိုက်ပြီးတက်ရမှာနောက်ထပ်2000လောက်ဆက်တက်ရမှာကျွန်တော်7နိုင်ကြတဲ့တက်လာဒါခြေ3နိုင်ထောင်ကျွန်တော်ကဖြည်းဖြည်းချင်းတက်လာတာပဲဖြစ်ပါတယ်3နိုင်တော့ band music တွေလေးလာရင်တောင်လည်းတက်ပေါ့နော်အဲ့တော့ဒီ3နိုင်အချိန်ကာလမှာဆိုရင်ဒီလိုတာဝန်ရှိတဲ့နေရာရောက်လာပါပြီဒီတာဝန်နောက်နေရာလေးပဲဖြစ်ပါတယ်ဟိုးဒီမှာရှမ်းပြည်ရဲ့တောင်တန်းလားတွေရမ်းလာတာပဲဒါတော့ညနေ3နိုင်လောက်ရှိရောနော်ကျွန်တော်ကနေ့လယ်မှာတက်လာတယ်တောင်ပေါ်မှာကျွန်တော်ကညအိစခန်းချမှာဆိုတော့ပြန်လာအခုဆိုတာဝါတယ်ပတ်ချလဲနားလောက်စပြီးတော့မှကျွန်တော်တို့ဒီနောက်မှာဆိုရင်ဒါပေါ့နော်တောင်စလက်ပင်စပြီးတင်ပြီးတော့မြင်တွေ့ရပါပြီဖြစ်ပါတယ်ဟုတ်ပါနော်ဒီနေ့တူနီကလေးကြည့်အောင်ဒီဘက်ချောင်းရိတ်တယ်ပေါ့နော်ကြည့်ပါလေရွာတိတ်တဲ့ကြပြဆန်တော့နော်ကျွန်တော်အဖွဲ့သားတွေအားဆိုရင်ဒီညနေဆောင်အမီဆန်ဆက်ကြည့်ဖို့တဲ့အမီအရှိမနားရတာတောက်ထဲသွားမှာဖြစ်ပါတယ်တော့ကျွန်တော်လာရင်လည်းအခုမှပဲလန်တဝက်ကြိုတော့ဘောနော်ဖြစ်ပါပါကျွန်တော်လန်ရှာကျွန်တော်ကဓာတ်ပုတ်ရရင်တွိုင်းလာရင်ဆိုတော့ကြာတာဘောနော်ဒီတောင်မှာရှိတဲ့မြင်ကွင်းတွေကကျတော့ကတစ်ပင်တွေကလေတိုက်ရတစ်ဖက်တည်းရင်းနေတာမြင်တွေ့မှဖြစ်ပါတယ်ကျွန်တော်တို့ဒီအရှိမြင်နောက်မြတောင်လမ်းမြင်နေရဖြစ်ပါတယ်အဲရှေ့ကတောင်လို့ကျွန်တော်သွားမယ်အရှိမြင်နောက်မြတောင်ပါတောင်စတက်တော့ကျွန်တော်ဖျက်ကျော်ဖို့လိုပါဦးမယ်နေ့နေ့လဲဆောင်ပြီဆိုတော့ကျွန်တော်အရောက်ကတော့မိုး6လောက်မှထင်တယ်ကြည့်ရတာအခုဆိုကျွန်တော်နောက်ထပ်တောင်လေးတောင်ထပ်ပြီးတော့ရောက်လာပါပြီဟုတ်ပါတောင်ပြီးတော့ပြီးတော့ရောက်လာရင်လည်းမကြတော့ပါဘူးညနေမိုးချုပ်ပြီးတော့ရောက်လောက်မှကြည့်ရတာဟာနေတောင်ဝင်တော့မှာပေါ့နော်ဒီနေရာလေးရှုပ်နေလားအရင်ပါရလာပါလားဟိုတောင်ကုန်းလေးအဆင့်နေပေါ့အရင်လာကြည့်ပါဦးရမ်းပါရလာပါရရှုပ်နေပြီမိတ်ဆွေတငယ်ချင်းတို့လည်းဒီဘက်အရှိမနာမတောင်တော်တက်ခီစင်ကို join တင်ပါတယ်လို့ကျွန်တော်ကြံပြချင်ပါတယ်အဲ့ဆိုရှုပ်ခင်းလေးတွေရန်လာမှုပဲဖြစ်ပါတယ်ဒါတွေကတော့အခုကျွန်တော်တက်ရှိရောက်နေတဲ့နေရာပေါ့နော်ဒါ3ဘုံ2ပုံကျင်တော့နေပြီးတော့မှရိုက်ရတဲ့မြေကွင်းလေးပဲဖြစ်ပါတယ်တောင်ကုန်းအထက်တောင်စင်အထက်တွေကရန်လာတာပဲဖြစ်ပါတယ်အခုသွားရင်နဲ့
ညနေလည်းဆောင်းလာပြီအီးနေအီးပို့လာပြီလက်ဖြာရတာအီးစိတ်လာတယ်ဆိုတော့အနှွေးတယ်ဟောပြန်ရတော့မှာဖြစ်ပဲကြည့်ပါဦးမြင်ခွင်းရလာညနေဆောင်းဝင်မှလည်းရန်လာတယ်နေဝင်စစ်စားချိတ်ပြီးတော့မြင်တွေ့ရအောင်ပဲထင်ပါတယ်ဟာဒီလိုတောင်ပေါ်ရှုခင်လေးအရန်လာတာပဲဖြစ်ပါတယ်ဟိုတရားမဲ့တောင်ဒီတောင်ပေါ့နော်ဒါကတော့အခုကအရှိမြင်နောင်မေတောင်လမ်းတွေ့နေရပါပြီဟိုတောင်လေးနဲ့ကြော်အောင်ပါပဲအန်တဲနယ်တော့ရောက်တော့ပါမယ်ဟိုအရှိမှမြင်နေရတဲ့ဒါတောင်ထိပ်ပဲဖြစ်ပါတယ်အခုကကျွန်တော်ဒီကနေပြီးတော့ပြန်တက်အောင်နော်ဒီကနေပြီးတော့မှပြန်ပြီးတော့သွားပြန်သွားဟိုဘက်တောင်ထိပ်မှာတော့ဒါအရှိမြင်နောင်မေတောင်ထိပ်ရောက်အောင်နော်မမိုးချုပ်ကအမြင်ရောက်ပြီးတော့သွားအောင်ကြည့်ပါဦးဒါကတော့ဟိုကျွန်တော်မိတ်ဆွေသွားရတာပေါ့နော်ဒီဘက်တောင်ကျော်တက်ပြီးတော့မှဟိုဘက်တောင်ထိပ်ထိရောက်ဖို့အမြင်သွားမှာဖြစ်ပါတယ်ဟိုအခုဆိုရင်တော့ကျွန်တော်တို့ဒီအပေါ်မှာnet set တက်အောင်နော်ကျွန်တော်မိတ်ဆွေတငယ်ချင်းတွေစောင့်နေတာပဲဖြစ်ပါတယ်သူတို့စောင့်နေနေကျွန်တော်နေဝင်စီးစာရဲ့အလားခံစားနေတာပဲဖြစ်ပါတယ်အဖွဲသားတွေကိုစောင့်နေရင်းနဲ့ကျွန်တော်ကတော့ဒီမှာနေဝင်စီးစာ sunset လေးခံစားရင်းနဲ့သူတို့စောင့်ဆိုင်နေတာပဲဖြစ်ပါတယ်အီးလာပြီနောက်တနင်္လာလောက်ဆိုတော့ရောက်ပါပြီမိုးချုပ်ခါနေတော့ကျွန်တော်ရောက်အဲ့ဆိုနေတက်တာ7နိုင်ရဆက်တက်တာဟိုကြည့်တီတောင်ကြည့်မြောင်းကြည့်နေဆိုတော့ဟို6နိုင်လောက်မရောက်နေကျလို့ရေအသီးလေးကနေနီလေးနော်ဘာဖြစ်နေလဲမသိဘူးကျွန်တော်ကဒီကောင်ကကြတော့ကခရမ်းလေးနဲ့မထူဒါတက်တမျိုးကာလာလေးကအယောင်လေးဆူဆူလေးနဲ့ဒီဘက်အေးပိုင်းမှာပေါက်တဲ့ຫນွယ်မျိုးမြေကက်မြေလျှောက်မျိုးနဲ့လှသားပဲအခုကဒါညီရဘက်ပေါ့နော်အရန်အေးတယ်ပဲဖြစ်ပါတယ်အခုကကျွန်တော်အရန်အေးလုံးလို့ဆောင်းလဲချုပ်တာကောင်းစုလဲစွတ်တာမီလဲဖိုးနေရပါတယ်ကြည့်ပါဦးဒီမှာဆိုဒီပင်လေးဆိုရင်အီချက်ရင်ငွေကြီးပါတီးနေတယ်ပဲဖြစ်ပါတယ်မနေ့ကျထားချင်းရမှာစီနီလေးခဲမလားဆိုတာဆက်ကျွန်တော်ဆက်ပြီးတော့စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်အခုတော့ရောက်ရှိသွားပါပြီခင်ဗျာဒါတော့အရှိမြင်နောက်မြင်တောင်ထိပ်ပြီပေါင်းက9950ပြီအမြင့်ရှိပါတယ်ခင်ဗျာကြည့်ပါဦးအခုအဲ့လိုပုံစံမျိုးရှိတဲ့နေရာမှာရောက်နေပါပြီဖြစ်ပါတယ်ဟာကဲဒီနေ့မှာတော့ညကျွန်တော်စကန်ချတာနောက်ကြတယ်မနော်တောင်ပေါ်တက်လိုက်ကြပြရောက်တဲ့ချိန်9နိုင်လောက်ရှိနေပြီအဲ့တော့9နိုင်လောက်ပြင်ဖို့ဆိုတော့ညနေပိုင်း sunset ကောင်းမကြည့်လိုက်ရဘူးနော်အခုကတော့အခု sunrise ပေါ့နော်နေထွက်လာကြပြီပေါ့နော်နေထွက်လာပြီကျွန်တော်ရောက်ရှိတဲ့နေရာတော့သူတို့ဟိုမကြောက်တင်ထားတဲ့နေရာလေးပေါ့နော်သူကဒီဘက်မှာကြောက်တောင်တွေပို့လေးပဲရှိပါတယ်ဒီမှာတော့သူကရေးထားတယ်ပေါ့နော်အရှိမြင်နောက်မြတောင်ဆိုပြီးတော့ရေးရတော့9950ပြီအမြင့်ပြီဆိုပြီးတော့ရေးထားတာပဲဖြစ်ပါတယ်လေရတဲ့အေးနေအခုကျွန်တော်လက်တွေကကင်မရာရိုက်နေနေတော့မှအကျဉ်းထုတ်ကျင်ကြိုက်ခဲနေတယ်ပြီးတဲ့အခါလေအေးရမျက်နှာကိုတိုက်ခိုက်နေတာပဲဖြစ်ပါတယ်အရန်အေးဟိုကျွန်တော်ဒီလိုအနေထားပုံကြည့်မှရှိတဲ့သဘာဝလှလေးကိုခံစားကြည့်အောင်ဆိုတော့အိမ်ပြန်ခရီးစားတော့မှာပေါ့နော်ဒါတောင်ပေါ်မှာရှိတဲ့မြေကြီးပေါ့ဒီနေရာတော့အမြင့်ဆုံးနေရာပေါ့အရှင်းမြင်နောက်ပဲတောင်မှာဒီနေရာဒီကုန်းကတော့အမြင့်ဆုံးနေရာပဲဖြစ်ပါတယ်ဆိုမှလည်းကျွန်တော်ဟိုမှာတက်ရိုက်တာပေါ့နော်ဒီကုန်းမှာတက်ရိုက်တယ်အဲ့ဒါမတ်ကြောက်ရှိတယ်ဒါပေမဲ့ပြောဆိုရင်ဒီဟာနဲ့ပုံမြင်မယ်သူကခုံကုန်း9နှစ်9950ပေရှိတယ်ဒါဒီဘက်ရှိုးပြဒါရွာငယ်ဘက်ကအလှလေးပဲဖြစ်ပါတယ်ရမ်းလာတယ်နေရာလေးကဒီကုန်းလေးကကျွန်တော်တက်လာတော့တောင်မိုးချုံနေပြီပေါ့နော်အခုကတော့ကျွန်တော်ပြန်ဆင်းတဲ့ခါကျကျွန်တော်တိတ်ပင်လည်းမြင်နိုင်တယ်ဘာလို့ဆိုတော့ဒီဘက်ချင်မှာဆိုတိတ်တက်တာနဲ့နောက်ကျတယ်လို့ပြောလိုက်တာဟိုဒီဘက်ချင်မှာရှိတဲ့ရာသီဥတုကအရန်အေးပြီးတော့မှရန်လည်းတာရတယ်လှတယ်ပြီပေါ့ဒီလိုရှမ်းတောင်တန်းလေးတောင်ကိုးတွေရလဲဒါအရန်ဆွဲမဖို့ကောင်းပါအရန်ကြကြဆိုပါတယ်ဗျာရန်ကပြဆန်နေရောနော်ချင်းပြည်နယ်လာပဲရောနော်ကြည့်ပါဦးမိတ်ဆွေငယ်ကြီးတို့ကြီးကျွန်တော်ပြန်ရမှာဟုတ်ပဲအရှိမရှိတဲ့တာဝန်တိုင်းပေါ့နော်ဒီနေ့စုံဆွဲဒီမှာရှိတဲ့တာဝန်တိုင်းနေရာပြန်ရမှာဖြစ်ပါတယ်
ဟာပြန်မှာတော့တကွေးတစ်ပတ်ယူရနော်ပြန်မှာကျွန်တော်ဒီအရှိတက်မှာရှိတဲ့တာဝါတဲ့နေရာဒီသစ်ပင်နဲ့တန်းရှိတဲ့တာဝါတဲ့နေရာပြန်မှာကျွန်တော်ကဒီဘက်ရှုံမြောင်အစင်းစင်းဖြတ်ပြီးတော့မှတကွေးတစ်ပတ်ယူသွားမှာပဲဖြစ်ပါတယ်ဟာရန်လာတယ်ရှုပ်ကင်းနေလာတယ်နော်ဒီလိုပွင့်နေရသည်မှာအရှိမီနောက်ပြီးတောင်းလဲတက်ဖို့မိတ်ဆွေတငယ်ကြီးတို့လမ်းခေါ်ပါတယ်တက်မယ်ဆိုတော့စောစောတက်တက်မယ်ဆိုတော့ကျွန်တော်တို့ကကြောင်းနေ့လယ်7နာရီတက်တော့ဒီကြာကြီးက9နာရီတော့နေ့တုန်းနဲ့ဆိုတော့9နာရီလောက်ကြာမိုးချုပ်သွားတယ်ပေါ့မိတ်ဆွေတငယ်ကျတော့ဆိုတော့မနေ့9နာရီလောက်စတက်ပေါ့နော်တော်ပဲညနေဆောင်ဆက်ဆက်တော့ကြည့်ရမှာပဲဖြစ်ပါတယ်ပြီးရင်ဒီမှာညအိပ်ပြီးတော့မှနောက်နေ့မနေ့မှာပဲပြင်ဆင်ပါတော့ကျွန်တော်တို့အခုလိုပုံစံမျိုးပေါ့နော်တော့မြူဆိုင်နေပါတယ်ကျွန်တော်ကန်ကောင်းမယ်ဆိုရင်ကျွန်တော်ပြင်ဆင်တဲ့လမ်းမှာတိတ်ပင်လည်မီတွေ့ရမှာပဲဖြစ်ပါတယ်အခုဆိုရင်တော့ RM မြူတွေကကျွန်တော်ဒီချင်းရှူတော့ရှောက်လမ်းဟိုတော့တခိုးခိုးနဲ့ဝင်ရောက်လာပဲဖြစ်ပါတယ်ကျွန်တော်ပြန်ရမှာဟိုးရှိမှရှိတဲ့တာဝါတိုင်းနေရာပေါ့ဒီတိတ်ပင်နေတဲ့တာဝါတိုင်းနေရာပြန်ရမှာပဲဖြစ်ပါတယ်တာဝါတိုင်းနေရာမှာတော့သုံးဖို့တပုံဒီမှာကျတော့ဒီနားလောက်ဆိုထက်ဝက်လောက်ပဲရှိအောင်ပါဟုတ်ရလာဟုတ်ဗျာရလာလိုက်တဲ့တဘာဝလေးနော်အခုဆိုရင်တော့ကျွန်တော်အိပ်ပခီးစပြီပေါ့နော်အခုကြာကျွန်တော်တက်ခဲ့တဲ့တောင်ကဒီအရှိမတောင်နော်အရှိမနောက်မတောင်အခုကတော့အိပ်ပခီးလေးစားနေပါပြီခင်ဗျာအခုဆိုတော့ဒီတောင်ကိုဖျက်ကျော်အောင်မယ်ဒီတောင်ကိုဖျက်ကျော်ပြီးမှပဲတောင်တိုင်းရောက်မှာပေါ့နော်ဒီနေရာလေးကနေပြီးတော့ရန်သွားရတယ်ဒီဘက်ခြမ်းမှာရှိတဲ့ဟိုတို့ပြောအင်ယာကန်ဆိုတာအင်ယာဆဲဆိုတာအဲ့ဒါမြင်တွေ့ရမှာပဲဖြစ်ပါတယ်ဒါတော့ကျွန်တော်နောက်မှာဆိုရင်တောင်စလက်ဒီပဲဖြစ်ပါတယ်ဒီဘက်မှာဆိုတာအရှိမနောက်မတောင်ကဲအခုဆိုရင်ပြင်ပြီးတော့မှအပြက်ခရီးကိုတချို့တောင်ကိုလေးပြင်ပြီးတော့ဆက်တက်ပါမယ်ဟာအရန်လာရဒီရှုပ်ကင်းနေခွင်ရတော့ဒီနာကြောက်တုံကြောက်ဆိုင်နေဆိုလိုက်ဒါအရန်လာတယ်ဗောနော်ကြည့်ပါဦးအရန်တော့ဘာဝဆန်အခုဒီနောက်ပိုင်းကတော့ဆိုင်ကယ်သွားဖို့လမ်းဖောက်လာတယ်ပြီဗောနော်နောက်ပိုင်းကျရင်တာဝန်နားလောက်ထိခရီးကြီးက3နိုင်လောက်တက်တာမှာပဲဖြစ်ပါတယ်ဒါတော့ဆိုင်ကယ်မောင်းဖို့အတွက်ဟိုယာယီလမ်းပေါ့နော်မြေဖို့မှန်ပါမယ်ပေါ့နော်အဲ့လိုပုံစံမျိုးလေးပဲဖြစ်ပါတယ်နောက်ဆိုတော့ဒီနေရာလေးကတာဝန်နားကပုံမှန်တော့ပန်းစစ်ကျွေးအောင်နေပြီးတော့မှဒီတာဝန်နား3နိုင်လောက်လာရခရီးနေနဲ့တက်တာမှာမို့ပုံမှန်တောက်တက်ချက်9နိုင်ဆိုရင်3နိုင်တက်တာပါဆိုတော့4နိုင်လောက်ပဲလမ်းလျှောက်အောင်မှာပဲဖြစ်ပါတယ်အခုကတော့ရွာရောက်မဲ့အနေထားနဲ့နီးကပ်လာပြီဖြစ်ပါတယ်အခုကကျွန်တော်အဖက်သားလေးပြန်ပြီးတော့ဆင်းနေပါပြီအခုတော့ဒီဘက်ကျွန်မနေတောင်ဝင်ပါတော့မယ်အခုညနေဆောင်အိပ်ပင်ချင်းဟိခါနီးအသွားတွေ့ခဲ့တဲ့ဟာတွေကျွန်တော်ရိုက်ပြလိုက်ရပါတယ်